အချိန်ခရီးသွားခဲ့ကြတဲ့သူတွေအဖြစ်သတ်မှတ်ခံထားရတဲ့ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တီထွင်သူပညာရှင်ကြီးနီကိုလာတက်စလာတို့အပါအဝင်တခြားအချိန်ခရီးသွားခဲ့တဲ့သူတွေအကြောင်းကိုပြောပြပေးပါမယ်။အချိန်ခရီးသွားရဆိုတဲ့အတိတ်ပဲကတော့အနာဂတ်ဒါမှမဟုတ်ရင်အတိတ်ကိုပြန်သွားခြင်းပဲဖြစ်ပါတယ်။အချိန်ခရီးသွားခဲ့ကြတဲ့သူတွေသီအိုရီတွေပုံမြင်တွေအများကြီးတွေကမှအထူးခြားဆုံးအဖြစ်အပျက်တွေကိုရေးချယ်ပြီးတော့ပြောပြပေးပါမယ်။ပထမဦးဆုံးအချိန်ခရီးသွားခြင်းနဲ့ပတ်သက်ပြီးလူတွေသတိထားမိခဲ့တဲ့ပုံမြင်ကတော့1819ခုနှစ်ကဝါရှင်တန်အိုင်ဗင်ရဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဇလန်ထဲမှာရင်ဗန်ဝင်ကန်ဆိုတဲ့အမျိုးသားကသူ့ရဲ့အိမ်ကနေသူ့ရဲ့ခွေးတစ်ကောင်ကိုခေါ်ပြီးအိမ်အနီးနားမှာရှိတဲ့ခက်စကေးတောင်ဘက်ကိုစိတ်ပြေလက်ပြောင်းတက်သွားခဲ့ပါတယ်။နောက်တော့သူဟာမိုးချိန်တန်ကိုကြားပြီးအဲ့ဒီတောင်ကြီးမှာပဲအိပ်ပျော်သွားခဲ့ပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့အနှစ်20ကြာနေခဲ့ပါပြီ။သူ့ရဲ့မုန်းစိတ်မွေးတွေစပင်တွေကလည်းရှည်လျားနေခဲ့ပြီးတော့သူနဲ့ပါလာတဲ့ခွေးလေးကလည်းဘယ်နေရာမှာရှောင်လို့မတွေ့ခဲ့ပါဘူး။နောက်တော့အဲ့ဒီအမျိုးသားကရွာထဲကိုပြန်လာပြီးသူ့ရဲ့အိမ်နဲ့သူ့ရဲ့မိသားစုကိုရှာခဲ့ပေမဲ့သူကမမှတ်မိတော့ပါဘူး။လမ်းမှာသူ့ကိုစကားပြောတဲ့သူတွေနှုတ်ဆက်တဲ့သူကိုလည်းမမှတ်မိတော့ပါဘူး။ဒါကတော့အချိန်ခရီးသွားခြင်းနဲ့ပတ်သက်တဲ့ပထမဦးဆုံးကြော်ကြားတဲ့ပုံမြင်တစ်ပုဒ်ပဲဖြစ်ပါတယ်။လေ့လာသူတချို့ကတော့ဒီအမျိုးသားဟာအချိန်ခရီးသွားသူမဟုတ်ပဲနှစ်ရှည်ကြာမြင့်စွာအိပ်ပျော်သွားသူလို့သတ်မှတ်ကြပါတယ်။အချိန်ခရီးသွားခြင်းနဲ့ပတ်သက်ပြီးဒုတိယအနေနဲ့လူသိအများဆုံးပုံမြင်တစ်ပုဒ်ကတော့ဂျပန်တန်နာရီပုံမြင်တစ်ပုဒ်ဖြစ်တဲ့ကူရာရှိမာလို့ခေါ်တဲ့တငါတဲ့ပုံမြင်တစ်ပုဒ်ပဲဖြစ်ပါတယ်။ပုံမြင်ထဲမှာတော့တငါတဲ့ကပင်လယ်လေးတစ်ကောင်ကိုကယ်ခဲ့တာပဲဖြစ်ပါတယ်။နောက်တော့အဲ့ဒီတငါတဲ့ကရေအောက်နန်းတော်တစ်ခုကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာသူကယ်ခဲ့တဲ့လက်ကလေးကအဲ့ဒီနန်းတော်ရဲ့မင်းသမီးလေးတစ်ပါးဖြစ်နေခဲ့တာပါ။နောက်တော့မင်းသမီးလေးကိုကယ်ခဲ့တဲ့အတွက်တငါတဲ့ကိုကျေးဇူးဆက်တဲ့အနေနဲ့ပျော်ပြပွဲတွေကျင်းပပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့တငါတဲ့ကသူ့ရဲ့ဇာတိကိုပြန်ညင်ခဲ့တာမို့လို့တောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့မင်းသမီးလေးကယတနာတစ်တာတစ်ခုကိုပေးပြီးသူ့ရဲ့ဇာတိကိုပြန်ပို့ပေးခဲ့ပါတယ်။အဲ့ဒီတစ်တာကိုမပွင့်ဖို့လဲမင်းသမီးလေးကမှားလိုက်ပါတယ်။တငါတဲ့ကသူ့ရဲ့ဇာတိကိုရောက်တဲ့အချိန်မှာတော့သူ့ရဲ့ဇာတိကအရန်ပြောင်းလဲသွားပြီဖြစ်ပြီးသူ့ကိုဘယ်သူမှမမှတ်မိတော့ပါဘူး။ဒီလိုနဲ့သူကမင်းသမီးလေးပေးလိုက်တဲ့တစ်တာကိုဖွင့်လိုက်တဲ့အချိန်မှာတော့ချက်ချင်းဆိုသလိုအသက်ကြီးသွားပြီးပင်လယ်ထဲမှာသူပျောက်သွားတာအနှစ်300ကျော်ရှိပြီဆိုတာသိခဲ့ရပါတယ်။အခုပြောပြခဲ့တဲ့ပုံမြင်နှစ်ပုဒ်ကအချိန်ခရီးသွားခြင်းနဲ့ပတ်သက်ပြီးအကျော်ကြားဆုံးပုံမြင်တွေပဲဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း1895ခုနှစ် A.G. Wells တနည်းအားဖြင့် Harvard George Wells ရဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့ The Time Machine ဆိုတဲ့အချိန်ဆက်စာအုပ်တစ်ခုကြောင့်လူတွေဟာအချိန်ခရီးသွားခြင်းအပေါ်ပိုပြီးစိတ်ဝင်စားလာခဲ့ကြပါတယ်။အဲ့ဒီအပြင်အချိန်ခရီးသွားခြင်းနဲ့ပတ်သက်ပြီးရူပဗေဒပညာရှင်ကြီး Albert Einstein ရဲ့နှိုင်းရသီအိုရီများအရဖြည့်ရှင်းချက်တချို့ကတော့ကြီးမားတဲ့စွမ်းအင်ပမာဏနဲ့ဖန်တီးနိုင်တဲ့ wormhole လို့ခေါ်တဲ့အကာသအချိန်အတွင်းတည်ဆောက်မှုတွေဟာတိတ်နဲ့အနာဂတ်ကိုပြန်သွားနိုင်တယ်လို့အကြံပြုထားပါတယ်။ဒါဆိုယနေ့အချိန်ထိနံပါတ်ကြီးနေတဲ့အချိန်ခရီးသွားသူများအကြောင်း12ခုကိုပြပြပေးပါမယ်။နံပါတ်1အနေနဲ့ရုရှားသမ္မတဗလာဒီမာပူတင်ကိုအချိန်ခရီးသွားသူအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ဗလာဒီမာပူတင်ရဲ့တုံလုံး6ချစရာဓာတ်ပုံတွေကလွန်ခဲ့တဲ့နှစ်တွေမှာပြန့်နှံ့လာခဲ့ပါတယ်။ပုံတွေကိုကြည့်ခြင်းအပြင်ဗလာဒီမာပူတင်ကမတည်နိုင်တဲ့သူဖြစ်ပြီးသူ့လူမျိုးကိုရာစုနှစ်ကြာအောင်ကာကွယ်ဆောင်ရှောက်ပေးတယ်လို့မှတ်ယူကြပါတယ်။အဲ့ဒီဓာတ်ပုံတွေကတော့1920ခုနှစ်မှာရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကဗလာဒီမာပူတင်နဲ့တူနေတဲ့ရုရှားစစ်သားတစ်ယောက်ပဲဖြစ်ပါတယ်။နောက်ထပ်1942ခုနှစ်ကရိုက်ထားတဲ့ပုံတစ်ပုံကလည်းဗလာဒီမာပူတင်နဲ့တူနေပြန်ပါတယ်။1920ခုနှစ်နဲ့1941ကပုံနှစ်ပုံကိုပူတင်ငယ်ငယ်ကရိုက်ထားတဲ့ပုံတွေလို့တချို့ကထင်ကြပါတယ်။အမှန်တော့မဟုတ်ပါဘူး။ဒီပုံနှစ်ပုံဟာ1920နဲ့1942ခုနှစ်မှာရိုက်ထားတဲ့ပုံတွေပဲဖြစ်ပါတယ်။ဒါကြောင့်လူတွေဟာဗလာဒီမာပူတင်ကဘယ်တော့မှမတည်တဲ့သူဖြစ်ပြီးသူ့လူမျိုးနဲ့သူ့နိုင်ငံကိုစောင့်ရှောက်ပြီးတော့လှုပ်အကျွေးပြုနေတဲ့အချိန်ခရီးသွားသူလို့သတ်မှတ်ခံရပါတယ်။နံပါတ်2ကတော့ဓာတ်ခွဲခန်းပညာရှင်ကြီးနီကိုလာတက်စလာ
1899ခုနှစ်ဇူလိုင်လမှာနီကိုလာတက်စလာကသူ့ရဲ့တက်ခွဲခန်းဖြစ်တဲ့ကိုလိုရာဒိုစပိန်လို့ခေါ်တဲ့တက်ခွဲခန်းမှာရှိနေခဲ့ပါတယ်။အဲ့ဒီတက်ခွဲခန်းကမိုးကြိုမုန်တိုင်းတွေကိုခြေရခံမှုတိစောက်ထားခြင်းပဲဖြစ်ပါတယ်။နီကိုလာတက်စလာကသူ့ရဲ့ခြေရခံတဲ့စက်ကိုစမ်းသပ်နေတဲ့အချိန်တခြားကြိုကနေဆက်သွယ်မှုလို့ထင်ရတဲ့အချက်ပြမှုအသံတွေကိုသူကြားခဲ့ရပါတယ်။နီကိုလာတက်စလာကသူကြားရတဲ့အသံတွေဟာအင်္ဂါဂျိုနဲ့တောက်ကြဂျိုကနေလာတယ်လို့သူကယူဆခဲ့ပါတယ်။1902ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာတော့ကော်လီရာလို့ခေါ်တဲ့အပတ်စဉ်သတင်းဌာနကနေ Talking with the Planet ဂျူရီနဲ့စကားပြောဆိုခြင်းဆိုတဲ့ခေါင်းစဉ်နဲ့နီကိုလာတက်စလာကအင်္ဂါဂျိုတောက်ကြဂျိုကနေသူကြားခဲ့ရတဲ့အသံအဖြစ်အပျက်တွေအပေါ်သူ့ရဲ့ယုံကြည်ချက်တွေကိုကြေညာခဲ့ပါတယ်။နောက်တစ်ခုကနီကိုလာတက်စလာသူ့ရဲ့စိတ်ကူးနဲ့ဆွဲထားတဲ့လက်ဆွဲအားတွေကိုဆန့်ကျင်ပြီးအာကာသထဲကိုသွားတဲ့ရင်ရဲ့ပုံစံနဲ့ရှေးဟောင်းဟိန္ဒူအရေးအသားတွေမှတ်တမ်းတွေမှာပါတယ်အာကာသထဲမှာပြန်တန်းနိုင်တဲ့ရင်အကြောင်းတွေပေါ်ပြချက်တွေကတွတ်တူနေတာပဲဖြစ်ပါတယ်။ဒါကြောင့်နီကိုလာတက်စလာကပြင်ပတခြားကမ္ဘာကသူတွေနဲ့အကြံဉာဏ်တွေကိုလည်းရရှိနိုင်ပြီးဆက်သွယ်မှုတွေပြုလုပ်နိုင်တဲ့အချိန်ခရီးသွားသူအဖြစ်ပညာရှင်တွေကသတ်မှတ်ထားပါတယ်။နံပါတ်3အနေနဲ့ BCDR ခန့်ကဂရိရုပ်တုဒီရုပ်တုရဲ့ထူးခြားမှုကတော့ USB port တွေပါဝင်တဲ့ laptop တစ်လုံးရှိနေတာပဲဖြစ်ပါတယ်။ဒီရုပ်တုကတက်တန်းကျနေပြီဖြစ်တော့လေအချိန်ခရီးသွားမှုအပေါ်ယုံကြည်တဲ့သူတွေကတော့ရုပ်တုတွေကအမျိုးသမီးကင်ဆောင်ထားတာက laptop တစ်လုံးဖြစ်ပြီးအဲ့ဒီ laptop ကိုအချိန်ခရီးသွားသူတအုပ်ကပေးခဲ့တာဖြစ်နိုင်ကြောင်းပေါ်ပြကြပါတယ်။နံပါတ်4အနေနဲ့1860ခုနှစ်ကပကြီကားဒီပကြီကားကတော့ဩစတြေးလျပညာရှင်ဖာဒီနန်ဂျော့ဝဲမူလာရဲ့ပကြီကားဖြစ်ပါတယ်ဒီပကြီကားရဲ့ထူးခြားမှုကတော့ပကြီကားတွေကအမျိုးသမီးကင်ထားတဲ့အရာပဲဖြစ်ပါတယ်အမျိုးသမီးကင်ထားတဲ့အရာကဖုန်းတစ်လုံးဖြစ်ကြောင်းအချိန်ခရီးသွားကိုယုံကြည်တဲ့သူတွေကသတ်မှတ်ကြပါတယ်တစ်ဖက်ကအခြားတွေးတောသူတွေကတော့အမျိုးသမီးကင်ထားတဲ့ဟာကဖုန်းတစ်လုံးမဟုတ်ပဲစူတောင်းစာအုပ်ဖြစ်ကြောင်းပေါ်ပြကြပါတယ်နံပါတ်5အနေနဲ့1928ခုနှစ်ကချာလီချက်ပလင်းရုပ်ရှင်ဖြစ်ပါတယ်။ရုပ်ရှင်ထဲမှာတော့လမ်းလျှောက်လာတဲ့အမျိုးသမီးကမိုက်ခရိုဖုန်းကိုထင်ရတဲ့အရာတစ်ခုနဲ့စကားပြောနေတဲ့ပုံဖြစ်နေခဲ့ပါတယ်။ရုပ်ရှင်ထဲကအမျိုးသမီးနဲ့ပတ်သက်ပြီးလူအများကသူမဟာအချိန်ခရီးသွားသူဖြစ်သတ်မှတ်ခံရပြီးအချိန်ခရီးသွားခြင်းကိုသက်သေပြနိုင်တဲ့ရုပ်ရှင်တစ်ခုလို့အမွှန်းတင်ကြပါတယ်။ဒါပေမဲ့တစ်ဖက်ကခွဲခြမ်းစိတ်ပြကျွမ်းကျင်တဲ့သူတွေရဲ့အမြင်ကတော့ဒီဗီဒီယိုထဲကအမျိုးသမီးကင်ထားတာကမိုက်ခရိုဖုန်းမဟုတ်ပဲအိတ်ဆောင်နားကြားနိုင်တဲ့စက်တစ်ခုသာဖြစ်ကြောင်းသတ်မှတ်ကြပါတယ်။နံပါတ်6အနေနဲ့1939ခုနှစ်ကပကြီကားတစ်ချက်ဖြစ်ပါတယ်။ဒီပကြီကားကအီတလီအမေရိကန်ပညာရှင်အမ်ဘာတိုရိုမာနိုရဲ့ပကြီကားတစ်ချက်ဖြစ်ပါတယ်။ပကြီကားတွေကလူအများကိုဆွဲဆောင်စေခဲ့တဲ့အရာကတော့ဖုန်းတစ်လုံးပါဝင်နေတာပဲဖြစ်ပါတယ်။ဒီပကြီကားက1620ခုနှစ်အိန္ဒိယအခြေချနေထိုင်သူတွေရောက်လာမှုကိုကိုစားပြုပြီးဆွဲထားတဲ့ပကြီကားတစ်ချက်ဖြစ်ပါတယ်။ပကြီကားတွေကအိန္ဒိယအမျိုးသားတယောက်ကင်ထားတဲ့အရာကစမတ်ဖုန်းနဲ့တူနေခဲ့တာမို့လို့လူအများတွေကစိတ်ဝင်စားနေကြပါတယ်။တစ်ဖက်ကအမှုပညာလက်ရာကိုခွဲခြမ်းစိတ်ပြတဲ့ပညာရှင်တွေကတော့ပကြီကားတွေကအမျိုးသားကင်ထားတဲ့အရာကဖုန်းတစ်လုံးမဟုတ်ပဲမှန်တချက်ဖြစ်နိုင်ကြောင်းကောက်ချက်ချခဲ့ပါတယ်။နံပါတ်9အနေနဲ့1938ခုနှစ်ကရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဒီရုပ်ရှင်ကတော့2013ခုနှစ်ကစပြီးအွန်လိုင်းပေါ်မှာပြန့်နှံ့လာခဲ့တဲ့ရုပ်ရှင်ထဲမှာလူအများကိုစိတ်ဝင်စားစေတဲ့အပိုင်းကတော့အမျိုးသမီးတဦးကဖုန်းပြောနေခြင်းပါပဲရုပ်ရှင်ထဲကအမျိုးသမီးဟာခင်မိတဲ့ဆဲဖုန်းနဲ့တူတဲ့အရာကိုနားမှာကပ်ပြီးစကားပြောနေတဲ့ပုံဖြစ်နေခဲ့ပါတယ်ဒီအမျိုးသမီးကိုတော့ဆိုရှယ်မီဒီယာသုံးသူအများစုဟာသူမကအချိန်ခရီးသွားသူဖြစ်တယ်လို့ယူဆကြပါတယ်ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးမှတ်ချက်ပေးတဲ့သူတွေကတော့သူမကင်ထားတဲ့အရာကဆဲဖုန်းတစ်လုံးမဟုတ်ပဲ secret ဘူးလည်းဖြစ်နိုင်တယ်။နောက်တစ်ခုကအကြားအာရုံကိရိယာတစ်ခုဖြစ်ပြီးပတ်စံအိတ်လည်းဖြစ်နိုင်တယ်လို့မှတ်ချက်ပေးကြပါတယ်။နံပါတ်8ကတော့1940ခုနှစ်ကဒုတိယကမ္ဘာစစ်အတွင်းဖုန်းပြောနေတဲ့လူပုံကိုဒီတိုင်းကြည့်ရင်တော့ပုံမှန်လူအုပ်တအုပ်ပါပဲ။တေချာကြည့်ရင်တော့အဲ့ဒီလူအုပ်ထဲမှာလူတစ်ယောက်ကဖုန်းပြောနေခဲ့တဲ့ပုံဖြစ်နေခဲ့ပါတယ်။ဒီလူဟာလမ်းတောက်မှာရက်ပြီးတခြားသူနဲ့ဖုန်းပြောနေတဲ့ပုံဖြစ်နေခဲ့တာကြောင့်သူဟာအချိန်ခရီးသွားသူတူဖြစ်နိုင်တယ်လို့သတ်မှတ်ကြပြန်ပါတယ်။နံပါတ်9က1940ခုနှစ်ကလူတဦးရဲ့ဓာတ်ပုံအချိန်ခရီးသွားသူလို့သတ်မှတ်ခံရတဲ့ဒီပုံကတော့2010ခုနှစ်ကစပြီးအွန်လိုင်းပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။ဒီဓာတ်ပုံဟာ1940ခုနှစ်ကနေဒါနိုင်ငံမှာတရားပွင့်ပွဲမှာရိုက်ထားတဲ့ပုံတစ်ပုံပဲဖြစ်ပါတယ်။ဒီပုံရဲ့ထူးခြားချက်ကတော့ပုံထဲကအမျိုးသားတဦးဟာခင်မိတဲ့ဝတ်စုံတွေကိုဝတ်ဆင်ပြီးခင်မိတဲ့နေကမျက်မှန်နဲ့ကင်မရာကိုကန်ဆောင်ထားခြင်းကြောင့်အချိန်ခရီးသွားသူအဖြစ်သတ်မှတ်ခံခဲ့ရတာပါဒီပုံနဲ့ပတ်သက်ပြီးရှင်းပြချက်ကတော့သူဝတ်ထားတဲ့အရာတွေမျက်မှန်တွေက1940ခုနှစ်မတိုင်ခင်တည်းကအလွယ်တကူရနိုင်တယ်လို့ဆိုကြပါတယ်
သူ့ရဲ့အင်ဂျီကလည်း1924ခုနဲ့1938ခုနှစ်တွေမှာကျင်းပခဲ့တဲ့ဟော်ကီအားကစားသမားတွေဝတ်ဆင်ထားတဲ့ဝတ်စုံနဲ့တူနေခဲ့တာကြောင့်အချိန်ခရီးသွားသူမဖြစ်နိုင်ကြောင်းမှတ်ချက်ပေးကြပါတယ်။နံပါတ်10 1950ခုနှစ်ကဗီဒီယိုတဲကကောင်မလေးဒီဗီဒီယိုတဲကကောင်မလေးဟာအဲပဲပုံပါနေတဲ့ MacBook လို့ထင်ရတဲ့အရာတစ်ခုကိုကင်ဆောင်ထားခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်အချိန်ခရီးသွားကိုယုံကြည်တဲ့သူတွေကတော့ကောင်မလေးကိုအချိန်ခရီးသွားသူအဖြစ်ထင်နေကြပါတယ်။1950ခုနှစ်က Apple တွေမပေါ်သေးတာကြောင့်သူကိုအချိန်ခရီးသွားသူအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။နံပါတ်7 1962ခုနှစ်က FIFA ဘောလုံးပွဲတဲ့ကဆဲဖုန်းကင်မရာဒီပုံနဲ့ပတ်သက်ပြီးလူအများကိုစိတ်ဝင်စားစေခဲ့တာကတော့ပုံထဲမှာဆဲဖုန်းကင်မရာတစ်လုံးရှိနေခဲ့တာပါဒီပုံဟာ2000ဝန်းကျင်လောက်က online ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်ဒါကြောင့်ကင်မရာကိုကင်ထားတဲ့လူဟာအချိန်ခရီးသွားတဲ့သူဖြစ်ကြောင်းသတ်မှတ်ခံရပါတယ်တစ်ဖက်ကလေ့လာတဲ့သူတွေကလည်းပုံထဲမှာပါတဲ့ကင်မရာနဲ့အခြားဘေးကပါတဲ့ကင်မရာတစ်လုံးဟာတူနေတာမို့လို့ဒီလူဟာအချိန်ခရီးသွားတဲ့သူမဖြစ်နိုင်ကြောင်းဖြေရှင်းကြပါတယ်။ဒါပေမဲ့တစ်ဖက်ကကြည့်ပြန်တော့လေတခြားလူကင်ထားတဲ့ကင်မရာဟာလက်နှစ်ဖက်နဲ့ကင်ထားတာဖြစ်ပြီးအချိန်ခရီးသွားသူကင်ထားတာကလက်တစ်ဖက်နဲ့ကင်ထားတာမို့လို့ဆဲဖုန်းကင်မရာဖြစ်နိုင်ကြောင်းသတ်မှတ်ကြပြန်ပါတယ်။နံပါတ်7 1995ခုနှစ်က Mike Tyson ရဲ့ပွဲတဲ့က smartphone ကင်မရာ1995ခုနှစ်မှာကျင်းပခဲ့တဲ့ Mike Tyson ရဲ့ပွဲမှာတော့ပွဲတဲ့ကလူတစ်ယောက်ကရှေ့ဆုံးမှာထိုင်ပြီးဖုန်းကင်မရာလိုပုံစံမျိုးကိုအသုံးပြုပြီးတော့ဓာတ်ပုံရိုက်နေခဲ့ပါတယ်1995ခုနှစ်တုန်းကလည်းဖုန်းကင်မရာတွေမပေါ်သေးတာမို့လို့ပွဲတဲ့ကလူဟာအချိန်ခရီးသွားသူဖြစ်ပြီးကမ္ဘာမြေကိုရောက်လာပြီးတော့ပုံတွေရိုက်သွားကြောင်းသတ်မှတ်ကြပါတယ်ဒီဗီဒီယိုကတော့2015ခုနှစ်မှာ online မှာပြန့်နှံ့လာခဲ့ပါတယ်ဒီဗီဒီယိုကိုပထမဦးဆုံးထုတ်လွှင့်သူကတော့ YouTuber တဦးဖြစ်တဲ့ Jamie Button ပါ